နာလို့များနဲ့ကွာစပီဟောပြောပွဲတွေမှာကြွားရောက်ချင်းမြကြတဲ့စာဖတ်ပိတ်တဲ့အားလုံးအင်းမြချမ်းကြီးမြစ်တာငါ့ကိုလာတော့တရားဝိသတော့ပေါ်တဲ့ကရှာတာလူကပေးပါအခါဝိသနာစံကြပါစေကျွန်တော်စတောင်းမြစ်တာကိုတာပါဟုတ်တယ်စပီဟောပြောပွဲ200ကျော်တယ်200ကျော်တယ်ဒီကထိုင်ရလို့မရဘူးနည်းနည်းချင်းပါလိုက်ကြတာချင်းပါလိုက်ကြတာကျမတို့စာရေးစာရေးကိုပြောရအောင်ပြောရရင်ဘယ်နှစ်သုံးနှစ်မှာနော်ဒါရှိပါပြီးခဲ့တဲ့တမြန်မင်းရတော့ကျမတို့ရွှေကိုဆရာတို့ပုံဆိုတရက်မှာ900ပြီးခဲ့တဲ့နှစ်ကဆိုကျမမှတ်မှတ်ရခရီးတွေမှတ်ထားတယ်ကျမတို့ဂံဘောကလေးတမှုပေါ့နော်အဲ့ဒီဘက်ကရောဒေတာကျမတို့ဖိတ်တော့ကျမတို့မန္တလေးကနေပြီးမုံရွာကိုဖြတ်မုံရွာနေပြီးပလဲဂံဘောလမ်းတိုင်းကျမတို့ကသွားရတယ်အဲ့ပလဲနဲ့ဂံဘောကြားထဲမှာပုံတောင်နဲ့ပုံညာဆိုတဲ့တောင်ကြီးနှစ်တောင်နော်အဲ့တောင်ကြီးနှစ်တောင်ကိုကျမတို့ကကြော်ရတယ်ကျမတို့ကလည်းဒီတောင်တက်တောင်ဆင်းနေနားနေရတဲ့ဆိုးလိုက်တာပလဲဂံဘောနာအခုတော့ကောင်းသွားပြီလားမသိပါဘူးကျမတို့သွားတော့နားနေရဆိုးလိုက်တာလမ်းကတခါတည်းလမ်းကိုရှောင်မောင်းရတော့လမ်းကဖြောင်းနေကျမတို့ကားလေးတောင်ကိုစောင်းသွားလိုက်ကြောက်ထဲကိုထိုးဆင်းလိုက်ကျမတို့စာရေးဆရာတွေဒီကားနေရာနဲ့မြင်းမြင်းကန်ထားကားဆရာကြီးကပြောတယ်ဆရာတို့ဆရာမတို့ရဲ့ကျွန်တော်တို့ပလဲခံပေါ်လာတဲ့တန်ဆိုးတာဆရာတို့ဆရာမတို့အားနာပါတယ်ဗျာကျမတို့လည်းပြောရပါအားမနာပါနဲ့ဆရာကြီးတို့ပလဲခံပေါ်လာလည်းမကြခင်ကောင်းတော့မယ်ထင်ပါရဲ့လို့ဘာဖြစ်လို့လဲဆိုတော့လမ်းဘေးမှာကြောက်တွေပုံထားပါပြီလို့နော်ကားဆရာကြီးပြောတယ်အဲ့ဒီကြောက်ပုံကြီးကကျွန်တော်တို့ခလေးတုန်းကလည်းပုံထားတာဆရာမဆရာကြီးအသက်ကဘယ်လောက်ရှိလဲကျုပ်တက်က60ကျော်ပါပြီဗျာအဲ့တော့ကျမလည်းမထွက်စီနဲ့နော်အစိုးရကိုစားကျမဂျားရနဲ့ရဲရဲဝင်ပြီးအာမခံလိုက်ပါဆရာကြီးရဲ့မပူပါနဲ့ဟောဒီဆရာကြီးတို့မင်းတို့တစ်ချက်ရပလဲကံပေါ်နာနောက်နှစ်ပေါင်း60ကြာရင်ကတ္တရာလမ်းမှာဖြစ်တော့ကျမပြောချင်တယ်ကျမရဲရဲအာမခံလိုက်ပါနော်နောက်နှစ်ပေါင်း60ဆိုကားဆရာကြီးကလည်းမရှိတော့ဘူးလေနော်ကျမရဲရဲကိုအာမခံရတာပေါ့နော်ဒါပေမဲ့ကျမတို့ကလေးမျိုးရောက်တော့ကလေးကနေတမှုကိုသွားတဲ့လမ်းကြီးကြတော့ကလေးတမှုလမ်းကြီးကကောင်းလိုက်တာတခါတည်းကတ္တရာလမ်းကိုပြောင်းချောပြီးကျမတို့ကားလေးဆိုတာတခါတည်းလေးရပြစ်လိုက်တဲ့ပြားလိုပဲဆရာကြီးရဲ့ကလေးနဲ့တမှုလမ်းကြတော့ကောင်းလာပြီလားဆရာကြီးဟာကောင်းတာပေါ့ဆရာမရဲ့ဒါအိန္ဒိယနိုင်ငံကချစ်ကြည်ရေးလာခင်းပေးထားတာကျမလည်းအိန္ဒိယဝန်ကြီးချုပ်ကြီးနဲ့မတွေ့သေးလို့ပါနော်အိန္ဒိယဝန်ကြီးချုပ်ကြီးနဲ့တွေ့ရင်ကျမလည်းပြောအောင်ပါဟောဒီအမြန်လမ်းမိုင်းတိုင်း308မိုင်9ဖာလုံးကနေဟောဒီတဲစုရွာအထိလမ်းလေးကိုလည်းချစ်လိုက်စမ်းပါရှင်လို့ဒီမှာပြောအောင်ပါဒီနေ့ပေါ့နော်ကျမပေးတက်တဲ့မှထိုင်ရင်းနဲ့ကြည့်လိုက်တယ်ကျွန်တော်တို့နားမှာဆရာကြီးပြင်းသိမ့်တယ်ကျွန်တော်တို့စကားတွေပြောလာတော့ဖိုက်တဲစုရွာရဲ့အကြောင်းကိုကျွန်တော်တို့သိတယ်တော့သိလာခဲ့တယ်ပေါ့နော်တောင်ဖို့ဆရာတော်ကြီးရဲ့ငွေရစာတင်ကြီးကျွန်တော်တို့ဘုရားလည်းကူးခဲ့တယ်ရွာလေးကအိမ်မတန်တာရတော့ကျွန်မစိတ်ကြည်နေပါဒါတော့ချင်းနဲ့ကျွန်မပြောမိတယ်ဩလာတာစိတ်ချမ်းသာလိုက်တာရှင်တကယ်ပဲလှပါလေရွာလေးနဲ့လှတာလားဆိုဘယ်ဟုတ်ပါမလို့အခုမှသိချာကြည့်မိတာကျေးဇူးကြီးတဲစုသားတွေလည်းအတော်ချောတော်လှကြတာဟုတ်အမလေးကြောက်တာပေးရတာကျမမျက်စိကတိတ်မကောင်းဘူးရဲ့ဘယ်သူမှကောင်းကောင်းမြင်ရတာမဟုတ်ဘူးနော်ပေးတဲ့ကိုကြည့်လိုက်တဲ့အခါပေါ့နော်ကျမတို့လူငယ်တွေတော်တော်များများတွေ့လိုက်ရတဲ့အတွက်ကျမအင်မတန်မှဝမ်းသာအားရဖြစ်မိပါတယ်ကျမတို့လမ်းမှာပြောလာခဲ့ကြတယ်ကျွန်တော်တို့ရွာလူငယ်တွေ900ကျော်တယ်တကောင်စင်းရကောက်လို့ဆိုတိုင်းတစ်ပါးမှာတွားပြီးအလုပ်လုပ်နေကြတယ်ဆိုတော့တည်င်းကိုကြားတော့လေကျွန်မစိတ်မကောင်းဘူးနောက်ပိုင်းမှာလည်းကျွန်မပြောပါမယ်ဒီကြောင်းလေးကိုပေါ့နော်ဒီကနေ့ဟောဒီပြည့်တက်ထဲမှာသမီးတွေရောအပါဝင်ပေါ့နော်လူငယ်ဆိုကျွန်မပြောလိုက်ရင်လူငယ်မောင်မယ်တွေပေါ့နော်ယောက်ျားလေးတွေရောမိန်းကလေးတွေရောအတူတူပဲနော်လူငယ်လို့ပြောလိုက်ရင်မိန်းကလေးရောယောက်ျားလေးရောပါတယ်သမီးလေးတွေမျက်နှာနုလေးတွေကိုတွေ့ရကျွန်မဝန်တာအားရဖြစ်နေအဲ့ဒီလူငယ်တွေပေါ့ကျွန်မတို့တိုင်းပြည်ရဲ့အနာဂတ်မှာ
ဒီလူငယ်လေးတွေကိုကျမတို့ကအားကိုးရမှာလေလူငယ်လေးတွေမျက်နှာမြင်တော့ကျမလည်းကိုနောက်နှစ်ပေါင်း30နောက်ဆုတ်ပြီးတော့ကိုလူငယ်ဘဝကိုတတိယမိပါလေကျမတို့လူငယ်ဘဝတွေတုန်းကအခုလို့ဟုတ်ပေါ့နော်အခုခေတ်လူငယ်တွေကတိုးတက်တဲ့ကဘာကြီးနဲ့ထိတ်တိုက်တိုးကြတခြားမပြောနဲ့ကွန်ပျူတာတို့အင်တာနက်တို့ကျမတို့ခေတ်တုန်းကကြားတာမကြားဘူးဒီဘက်ခေတ်တော့အင်တာနက်ဆိုတဲ့နော်ဒီဆက်သွယ်ရေးကိုရကြီးအကျေပြန့်လာတော့လူတိုင်းဟောဒီလိုဟန်ဖုန်းလေးတွေနဲ့ Facebook ဆိုတာလေးတွေသုံးနေကြတာတို့သမီးတို့ Facebook သုံးရလားအင်တာနက်လိုင်းနဲ့အမလီတချိလို့ညိလို့နော်ခေတ်သစ်စကလုံးတွေနဲ့အမလီကျွန်တော်ခေတ်တုန်းကအဲ့လိုမရှိကျမလည်းတောသူပါနော်ကျမမြင်းချံမြို့ရဲ့မြောက်လက်မြင်းချံမြို့ရဲ့မြောက်လက်ကျမတို့ဒေတာပေါ်မှာမြောက်ဘက်တို့တောင်ဘက်တို့မသုံးကြမြင်းချံမြို့ရဲ့မြောက်လက်မှာကျမတို့ရွာလေးရှိပါတယ်ကျမတို့ရွာရဲ့တောင်ဘက်မှာဟိုအင်္ဂလိပ်ဗမာပထမစစ်ပွဲတုန်းကကျမတို့ဗမာတွေစစ်ရှုံးလို့ပေါ့နော်စစ်ပြေးနေစာချုပ်ခဲ့ရတဲ့ရန်နဘုံဆိုတဲ့ရွာလေးရှိကျမတို့ရွာရဲ့မြောက်ဘက်မှာတော့အုံမန်တိုင်းပြုတ်လို့ရေးခဲ့တဲ့ဆရာရွှန်းကြီးအပိုင်စားခဲ့တဲ့ဆမတ်ပုံဆိုတဲ့ရွာလေးရှိကျမတို့ရွာရဲ့နောက်ဘက်မှာတရားဝင်ကြီးပေါ့အဲ့ဒီတရားဝင်ကြီးရဲ့ကမ်းမှာကျွန်တော်ဖေးဘွားတော်တွေလည်းလှမ်းပြတော့ပါတယ်ပြီးလို့ထင်ရှားကြော်ကြားခဲ့တဲ့ယောမင်းဦးကိုလာရဲ့ဇာတိရွာပလဲဆိုတဲ့ရွာလေးရှိအဲ့ဒီတမိုင်းဝင်ရွာ300ရဲ့ဘိုးခနောက်ဆိုင်အလယ်မှာကျမတို့ရွာလေးဥဒိယဆိုတာကတော့တကယ်တောစင်တဲ့ပုဂ္ဂလိပါအဲ့ဒီတောစင်တဲ့ပုဂ္ဂလိမှာနေထိုင်ကြီးပြင်းခဲ့ရတဲ့ကျမကိုယ်တိုင်တောသူပါကျမတို့ရွာမှာဘာဖြော်ရည်မှမရှိကျမတို့လူငယ်ဘွားတော့တရွာလုံးမှာတကြီးရေဒီယိုတစ်လုံးရှိနော်တကြီးရေဒီယိုကလည်းဓာတ်ခဲမရှိတာခမ်းများများဇလံပမာနာဆင်စရာလာမယ့်ညဆိုလို့ရှိရင်ရွာရက်ကတမှုတစ်ပဲစုပြီးတော့တကြီးကိုဓာတ်ခဲဝယ်ပေးရတာနော်တကြီးတွေကတော့ကိုခက်ခတဲ့အချက်ပါနော်လည်းပြကျွန်တော်အဲ့မဲ့ကျွန်တော် line နဲ့ပဲတင်ထားတာတခုရှိရလို့တဲစုကတကြီးမပါပါဘူးရှင့်တကြီးကိုဓာတ်ခဲဝယ်ပေးရဓာတ်ခဲထည့်ပြီးဖွင့်တော့လေတကြီးရေဒီယိုတော်တော်နဲ့ဖွင့်ရတာမဟုတ်တကြီးကြီးနဲ့ line တိုင်းတာနဲ့တစ်ခါလေးချိန်ကုန်သွားနော်တကြီးကလည်းရေဒီယိုအင်တန်ကြိုက်မနေ့မိုးနေလာပြီဆိုရင်ဇပွဲပေါ်မှာရေဒီယိုကြီးတင်ပြီးဒီလိုရသေးချောင်းပေါ့နော်တန်းရဘွားနဲ့ငုတ်တုတ်ကြီးထိုင်ပြီး9 နာရီကိုစမနေ့9 နာရီစပြီးလွှင့်မဲ့ရေကင်းတာလွတ်သွားမှာဆိုလို့နော်ဒီလိုတိုင်မှာချိန်ထားတဲ့တိုင်ကနာကြီးကိုမော့ကြည့်နေရေဒီယိုခလုတ်ကိုဟောဒီလိုလက်နဲ့ချိန်ထားတာတိုင်ကနိုင်ရ9 နာရီပြလိုက်တယ်ရေဒီယိုတစ်ခါတည်းစကြီးကပွက်အဲ့မှာရေကင်းတာလေးထွက်ရေကင်းတာလေးထွက်လာပြီးတော့ကျွန်တော် line နဲ့ဝင်ကြည့်လို့ကျွန်တော် wine နဲ့ပဲအဲ့မှာတင်ပေးထားတာရှိတယ်ကြပါစားရှင်တကြီးကလည်းပြန်ဖြေတယ်ကျမ်းပါပါရဲ့ဗျာမကောင်းတယ်ဗျာအခုဆိုပြီးမဲ့တချင်းကတော့အနေရိုင်းအဆိုတော့တွန်တေးသိမ့်တာသူဆိုထားတဲ့ကိုရဲ့မင်းရဲ့ပတောက်ရဲ့ဆိုတဲ့တချင်းဖြစ်ပါတယ်ရှင်ကောင်းပါခွာတကြီးကအမျိုးသားအဆိုတော်တွေကတွန်တေးသိမ့်တာအင်တန်ကြိုက်အမျိုးသမီးအဆိုတော်တဲ့ကြတော့သူကမမအေးကိုသိကြိုက်တော့မမအေးတချင်းနာလွင့်နာကြာပြီဆိုလို့ရှိရင်တကြီးကပြောနေသေးတာကောင်းပါလေနေများမကောင်းလို့လားမသိဘူးအဲ့ဒါနဲ့တကြီးရဲ့တူကကျွန်တော်မြင်းချံမျိုးကတော့9 လ8 လလောက်တွားတက်ထားတော့နည်းနည်းလေးဘာကြီးမမအေးကရေဒီယိုနဲ့လာပြီးတချင်းဆိုတာကိုဘူးပါရဲ့မမအေးကဟောလို့ဓာတ်ပြားလို့ပေါ်မှာအတန်ဖမ်းထားတာဓာတ်ပြားကြီးအဲ့ဒီဓာတ်ပြားနဲ့လှည့်ပြီးတော့အတန်လွင့်တာပါရဲ့သူဖြစ်သူကပြောတော့သူကနည်းနည်းတော့ရှက်သွားတာဒါပေမဲ့ချင်းများပုံစံငုံမခံတယ်ဘေးတော့မှထားတယ်လို့ဘာနားလဲလို့ရေဒီယိုနဲ့ပတ်သက်ပြီးငါလာပညာမဆန်းနဲ့မင်းဟိုက်ရေဒီယိုနဲ့မှတစ်ခါငုံကြည့်တာမင်းမမအေးရေးနဲ့သွားတာငါမြင်ရတယ်အဲ့ဒီလိုဘဝမျိုးပေါ့ကျမတို့လူငယ်ဘဝအဲ့လိုကြီးခဲ့ရတာပေါ့နော်လူငယ်ဆိုတာဘဝတစ်ခုရဲ့အစိတ်ပိုင်းနဲ့ကြည့်မယ်ဆိုရင်အင်တန်တက်ကြွတဲ့အရွယ်တွေပဲဒီတစ်ခေတ်လူငယ်တွေနဲ့ကျမတို့နဲ့ကွာတာလူငယ်တွေကသူတို့အနာဂတ်ကိုလှမ်းပြောပြီးကြည့်တတ်ကြအနာဂတ်မှာလူငယ်တွေမှာရည်ရွယ်ချက်တွေရှိနေကြကျွန်တော်တို့ကဘာရည်ရွယ်ချက်မှရှိတာမဟုတ်ဒါကကျမရိုးရိုးသားသားကိုခံတာပဲနော်ဘာရည်ရွယ်ချက်မှကျမတို့မရှိဘူးကျမအပပုံခိုင်းလို့ပေါ့နော်ကျမဘာအမြဲတမ်းကျမတို့ပြောတယ်ကျမတို့ရွာမှာထမ်းတက်သမားငလုံးဆိုတာရှိငလုံးကတနေ့ထမ်းမင်တက်လိုက်ထမ်းနီးလိုက်ပြန်ဆင်းလိုက်ညနေဆောင်တော့ထရေလေးတောက်လိုက်နောက်တစ်နေ့မနေ့လင်းတော့ထမ်းမင်တက်လိုက်ထမ်းနီးလိုက်ဘဝမှာအဲ့လိုလုံးနဲ့လိုက်နော်တရက်မှာတော့ငလုံးကထမ်းတက်ရနေပြီးတော့ထမ်းမင်ပေါ်နဲ့အောက်ဆင်းလာတော့ထပင်းချီမှာမိခွက်တလုံးကောက်ရမိခွက်တလုံးကောက်ရမိခွက်ကပုံနေပေးနေတော့ငလုံးကပစိုးကပုံစားနဲ့တုတ်လိုက်အဲ့
တို့မိဘကိုပုတ်လိုက်တဲ့အခါမိဘထဲတခါတည်းဟိုမိဘဆောက်ဆိုလူကထွက်လာပြီးတော့ငလုံးကိုပြောတယ်ကဲမောင်မင်းလူတော်စုသုံးစုတောင်းစီပြည့်စေရမယ်ဗျာငလုံးကသူ့ဘိုးအမစုတောင်းရမယ်ဆိုတာတစ်ခါမှစဉ်းစားမထားတော့ဘာစုတောင်းအောင်မသိတောင်းကြည့်မြောက်ကြည့်လိုက်ခဏနေတော့မှပြောတယ်ကျုပ်ထမ်းမြင်ပေါ်တက်ချင်တယ်ကတက်စီဗျာဆိုတော့ဝုန်းဆိုထမ်းမြင်ထိဖျားရောက်သွားအောင်မနေငလုံးကသဘောတွေကြာခါတိုင်းတော့တခါတည်းခြေရောက်တစ်ဖက်နဲ့တွန်းတွန်းဘိုက်ကြီးနဲ့ထမ်းမြင်ကိုပုတ်ပြီးတက်ရတာဟုတ်ငါဒီတခါတော့ချက်ချင်းအပေါ်ရောက်သွားတော့သဘောတွေကြာကဲမောင်မင်းဒုတိယဆုတောင်းစီဒုတိယဆုတောင်းတယ်ဆိုတော့ငလုံးကတောင်းတာပေါ့ကျုပ်ထမ်းမြင်အောင်ဆင်းနေတယ်ပြည့်စေဗျာဆိုတော့ဝေါ်ဆိုထမ်းမြင်အောင်ရောက်လာအောင်မနေငလုံးကဘဝင်တွေများမြင့်နော်သူ့ကိုယ်သူလူစွမ်းကောင်းလို့ကဲနောက်ဆုံးတစ်ဆုပဲကျန်တော့မိကဆောင်နပ်နပ်တွေးတာပေါ့နောက်ဆုံးဆုတောင်းဆိုဒီကောင်ထမ်းမြင်ပေါ်တက်ချင်တယ်လို့ပဲပြောမှာထမ်းမြင်ပေါ်တက်ချင်တယ်ဆိုနောက်ဆုံးနောက်တစ်ဆုကမကြံတော့ထမ်းမြင်ပေါ်တန်းတန်းကြီးနေရတော့ပါလေအဲ့တော့မိကဆောင်ကသူကနှစ်ကြောင်းလေးပေးပြီးမိတာကဲမောင်မင်းနောက်ဘဝမှာဘာဖြစ်ချင်တယ်လဲပြောမလုံးဝဒီဘဝတော့စဉ်းစားတဲ့ကောင်တော့နော်နောက်ဘဝဘာဖြစ်ချင်တယ်လဲဆိုတော့တောင်စဉ်းစားမြောက်စဉ်းစားတောင်တွင်းမြောက်တွင်းနဲ့သူကဖြီးတယ်ကျုပ်လားနောက်ဘဝကျုပ်ဖြစ်ဟောဒီရွာပြန်ပြီးငလုံးဖြစ်ချင်တာပဲအဲ့တော့စုသုံးစုတောင်းခွင့်ရတာတော့မထမ်းတဲ့တမငလုံးဘဝလို့ဒုံရင်ဘဝတွေနဲ့ကျမတို့ကကြီးခဲ့ရတာပါဒီကနေ့ခေတ်လူငယ်တွေတော့ဒုံရင်ဘဝလွတ်ကြပါလားမသိနော်ကျမတို့ခေတ်တုန်းကငလုံးလိုဘဝမျိုးနဲ့နေခဲ့ရတယ်ဒီကနေ့ခေတ်လူငယ်တွေကတော့ငပြားလိုဘဝနဲ့နေရတယ်ပြောရတော့နော်ဒီကနေ့ခေတ်လူငယ်တွေရွာနယ်နမိတ် ဘူကောင်းတွေက ကမ္ဘာနယ်နမိတ်ကိုကြောကုန်ရတယ်ညနေတော့ကျမတို့ဆွေးနွေးတယ်လူငယ်တော်တော်များများထိုင်းနိုင်ငံမှာတွားပြီးလှုပ်ကြတယ်ရွာနယ်နမိတ်နိုင်ငံနယ်နမိတ်တွေကိုကြောပြီးကဘာတွေကိုတခြားနိုင်ငံတွေကိုနေဆက်ပြီးကျမတို့လူငယ်တွေချီချကုန်ပြီကျမတို့ခေတ်တုန်းကကျမပြောခဲ့တယ်ရွာနေပြီးတော့တောင်မှမှာနှစ်ရွာကျော်တဲ့ဂင်ကဲဆိုတဲ့ရွာအဲ့ဒီဂင်ကဲက9ရက်တစ်စေးပဲအဲ့ဒီ9ရက်တစ်စေးမှာကျမတို့ကလူချုံမာစရာရှိတော့လေ9ရက်တစ်စေးကိုတွားတယ်ဖိတ်စာဖိတ်စရာရှိတော့လေ9ရက်တစ်စေးကိုတွားပြီးဖိတ်စာလေးပေးစာလေးပေးလိုက်တော့မှနောက်9ရက်ကိုပြန်ပြီးညှို့ရနောက်9ရက်ဈေးကြမှာအဲ့ဒီစာပြန်လာမှလေအဲ့ဒီလို9ရက်တစ်စေးကိုညှော်ပြီးတော့ကျမတို့ကဆက်သွယ်ခဲ့ရဒီကနေ့အင်တာနက်ခေတ်ရောက်လာတော့ကျမလည်းပြောရအောင်အင်တာနက်ခေတ်ဆိုတော့ကျမလည်းအိမ်မှာ wifi လေးချိန်ထားတော့ email ပို့တယ်လေကျမအပြေးလွှားတင်ထားတာပေါ့နော် email ပို့တယ်ဆိုတော့ကျမရဲ့စာရေးပြီးစာမို့ magazine တိုက်တယ်ကျမ email နဲ့တစ်ဆင့်လှမ်းပို့လိုက်စာရိုက်ကနေတစ်ဆင့်မသွားရတော့ဘူးနော်အဲ့တော့ email နဲ့တစ်ဆင့်ကျမလှမ်းပို့တရက်မှာတော့ကျမခရီးကပြန်လာတဲ့အခါမှာကျမရဲ့ email ထဲမှာ email နဲ့ဆောင်ဝင်ဒီဆောင်ကတော့ဒီဂျပန်အမျိုးသမီးအယာကိုစာတုံဆိုတဲ့ဂျပန်စာရေးဆရာမကျမရဲ့ဝတ္ထုတွေကိုဘာသာပြန်နေတာနော်သူကျမဝတ္ထုတွေကသူနားမလဲတဲ့မရှင်းတဲ့စကားလုံးလေးတွေရှိရင်သူကကျမကို email ကနေဆက်လှမ်းပြီးမေးတယ်ကျမလည်း email ကနေပြန်ဖြေနောက်တစ်ဆောင်ကတော့အမေရိကကိုရောက်နေတဲ့ကျမရဲ့တငယ်ချင်းစီကဝင်းနေတဲ့ email ပေါ့နော်အဲ့ email နဲ့ဆောင်တွေ့တော့ကျမပထမဂျပန်ကိုစာပြန်တယ်သူမေးထားတဲ့စကားလုံးလေးတွေကိုကျမပြန်ဖြေတယ်နောက်တစ်ဆောင်ကတော့ကျမအမေရိကန်ကိုကျမတကယ်ကြီးစီပြန်လိုက်တယ်ကျမအမေရိကန်ကိုပြန်နေတော့မှပဲဟိုးဂျပန်ကိုပြန်လိုက်တဲ့ဂျပန်မစီကကျမစီကိုပြန်လာတယ်ချက်ချင်းပဲ9မိနစ်အတွင်းမှာဟိုဂျပန်စာကကျမ email တွေကိုပြန်ရောက်လာနော်ကျမပို့လိုက်တဲ့စာကိုရပါတယ်ပေါ့ကျမပြန်လာတယ်ကျမအော်တော့ဖြေစမ်းမအောင်ငါဒီနေရာမှာထိုင်းနေတယ်ဒီခဏအတွင်းမှာပဲဂျပန်စာရေးဆရာမအယာကိုစာတိုးစီကလည်းကျမပြန်စာရကျမတငယ်ချင်းစီကိုလည်းကျမဆက်သွယ်လို့ရနော်ပြောတယ်အဲ့ဒီလိုပေါ့ကျမဒါနဲ့အရာကိုစာတိုရှိကိုကျမစာတစ်ခါပြန်လိုက်ဒါပေမဲ့ပထမစာတော့9မိနစ်တွင်သူကပြန်စာလာနောက်တစ်ဆောင်ကျတော့သူကပြန်စာမလာတော့ဩကျမလည်းသူမအားလို့နေမှာပါလေဒါနဲ့နောက်2ရက်လောက်ကြာတော့ကျမအီးမေးလ်တွေကိုကျမမရှိစာဝင်လာသူကရေးထားတယ်မင်းပြန်လိုက်တဲ့အီးမေးလ်ကိုငါအခုပဲလက်ခံရရှိပါတယ်ကျမစဉ်းစားတယ်ငါချက်ချင်းပြန်လိုက်တာဘယ်နဲ့ကြောင့်2ရက်ကြာပြီမှသူ့စီရောက်သွားတာပါလေ
တော်တော်ကြီးကြာမှကျမဖြေပေါ်တယ်။အော်လက်ဆက်တတ်တော့တို့တိုင်းပြည်ကအင်တာနက်ကဖြစ်နေတာပါလား။တို့တိုင်းပြည်ကအင်တာနက်ကရှုပ်ကြည့်နှက်ချီအင်တာနက်ကိုပထမပို့လိုက်တဲ့ဆောင်းချက်ချင်းကြောင့်ပဲနောက်တစ်ဆောင်းပို့လိုက်တဲ့အခါ2ရက်ကြာတယ်ကြာတတ်ဒီတော့ကျမတို့ငယ်ဘုံကတော့9ရက်ဈေးမှာတည်ဆက်သွယ်ရတယ်ကျမတို့လူငယ်တွေကျမတို့ကလေးတွေဒီခေတ်မှာရှုပ်ကြည့်နှက်ချီအင်တာနက်နဲ့နှစ်ပါးတွားနေရတော့မရှိပါသေးတယ်ရှင်နော်ကျမတို့မြို့တွေနော်ကျမတို့မြို့တွေဟောဒီအင်တာနက်တွေလျှက်စစ်တွေမှာကမကမဖြစ်နေသလားဆိုတော့မဟုတ်ဘူးရှင့်နော်ကျမတို့ရွာတွေမှာလည်းတောသူတောင်သားတွေလည်းကပောက်ကမပဲကျမပြောခဲ့တယ်ကျမတောသူရွာမှာကျမကြီးတော်ကြီးရှိနော်ကျမကြီးတော်ကြီးအကြောင်းတော့ကျမရဲရဲကြီးပြောရဲပါတယ်ဘာဖြစ်လို့လဲဆိုတော့မရှိရှာတော့ဘူးနော်ရဲရဲကြီးပြောရဲပါတယ်ကျမကြီးတော်နာမည်ကကြီးတော်အိမ်မှာစာတလုံးမှမတက်ဘူးဒါပေမဲ့စာတလုံးမှမတက်ဖ ೇನೆ လောကကြီးထဲမှာနေလို့မရဘူးလားအမလီနေလို့ရလိုက်တာမှရွာမှာကျမကြီးတော်အစွာဆုံးပဲနော်ကြီးတော်တူပြီးရံဖြစ်ဝက်နဲ့သူမရှိကျမတို့ရွာမှာကျမရဲ့မောင်ဝမ်းကွယ်စံပဆိုတာ3နှစ်တန်းလေးမှာမိဘနှစ်ပါး80နောက်ဆက်ကွယ်လွန်းသွားကြတဲ့အခါကျတော့ရွာရက်ကစောက်ရှောက်ထားတာဆွေတွေမျိုးတွေက9နှစ်သားလေးမှာရှင်ပြုတ်ရွာဦးဆရာတော်ကျောင်းမှာကိုရင်လေးဝတ်ပေးထားဒါပေမဲ့ကိုရင်စံပ18နှစ်18နှစ်အရွယ်ရောက်လာတဲ့အခါကိုရင်ဝတ်ဘဝနဲ့သူမနေနိုင်တော့ဆရာတော်ကြီးကိုရှောက်တတိတော်လူထွက်ချင်လို့ပါဗျာဟဲ့ကိုရင်စံပမင်းလူထွက်လို့လူဘဝရောက်ရမင်းဘာလို့စားမှာတော့ကိုရင်စံပလည်းတခွန်းပဲပြန်ဖြေတယ်တပည့်တော်စရင်ကလှုပ်စားမှာပါဗျာတကယ်လည်းလှုပ်စားစရင်ကဘယ်မှာလှုပ်စားလဲဆိုလို့ရှိရင်ကိုပေတိုးတို့အိမ်မှာစရင်ကလှုပ်စားကိုပေတိုးဆိုတာကျမတို့ရွာသားဟုတ်ကျမတို့ရွာသူမမြတောင်းတဲ့အကြောင်းပါပြီးတော့ကျမတို့ရွာမှာလာအခြေချတဲ့သူပေါ့နော်အဲ့ကိုပေတိုးအိမ်မှာစရင်ကလှုပ်စရင်ကဆိုတာသိတဲ့အတိုင်းပဲလေတဲ့ကိုင်းနေရအလုပ်တွေလုပ်ရတဲ့အပြင်စရင်တိုင်းအိမ်ကိုလေရှိအိမ်ကိုပြန်ရောက်လာပြီဆိုရင်လေချင်းပေါက်ရတယ်နွားစာဆင်းရတယ်နွားကျွေးရတယ်ရေထမ်းရတယ်စီးကာရတယ်တစ်ပင်ချရတယ်နော်လေရှင်ခိုင်းသမျှအကုန်လုပ်ရတယ်တနေ့မှာစံပါချင်းပေါက်တော့ပစိန်သွားကျွတ်ပြီးခြေတိုင်းမှာခြိထားတဲ့နွားလေးကိုသွားမှတော့နွားလေးပေါက်ပြဲသွားသွေးတွေရဲခဲ့တယ်အဲ့ဒီနွားလေးကကိုပေတိုးရဲ့ချစ်တော်နွားလေးကိုပေတိုးကချစ်လုံးလုံးမတ်စပဲလို့တော့နာမည်ပေးထားအဲ့ဒီနွားလေးပေါက်ပြဲသွားတာမျိုးတော့ကိုပေတိုးကသူ့ချစ်တော်နွားလေးဒီလိုဖြစ်သွားပါမလားနမောနဲ့မဲ့လောက်ရပါမလားကိုစံပါကိုလက်သီးနဲ့ထိုးကိုပေတို့ကထိုးလိုက်တာကိုစံပါမရှောင်ရင်လွတ်တယ်သူကရှောင်လိုက်တော့မျက်လုံးတဲ့ထိုးမိသွားတာနော်မျက်လုံးကိုအုပ်ပြီးစံပါအောင်မလေးပြဆိုတခါလေမြေကြီးပေါ်မှာဖင်ထိုင်ရဲ့လဲကြကြောင်အဲ့ဒါကိုဘူးမသိဗမသိနဲ့ကျမကြီးတော့မြောက်ရက်ကနေတောင်ရက်ကိုအလဲထွက်တာဟိုစံပါပေတို့ကလက်သီးနဲ့ထိုးလိုက်လို့စံပါမျက်လုံးကိုအုပ်ပြီးတော့အောင်မလေးပြဆိုဖင်ထိုင်လဲကြသွားတာကိုမျက်လုံးနဲ့မြင်လိုက်ရတော့ဆင်းရဲသူဆင်းရဲသားမတရားသဖြင့်လောက်ရပါမလားဆိုရွာထဲရှိသမျှမိန်းမတွေအကုန်ဟစ်ခေါ်ဟစ်ကောင်မတွေလာကြပါဟဲ့ဒီမှာပေတိုးစံပါကိုမတရားနှိပ်စက်နေပါနဲ့ပေါ်လိုက်တော့ကျမအမတွေကလည်းထွက်လာတာပေါ့နော်ရွာထဲကမိန်းမတွေထွက်လာကိုပေတိုးဝိုင်းရကြတော့ကိုပေတိုးကဂျိုးဆောင်ကွဲထွက်သွားတော့ဒါရတာချက်ကလောင်များလို့ပေါ့ဒါပေမဲ့ဒီရွာထဲမှာမိမတွေဝမ်းရိုက်ကိုပေတိုးကြီးခံရတယ်ဆိုတဲ့နာမည်ကပြတ်တော့မှလေအဲ့တော့ကိုပေတိုးကငါဒီမိမတွေတော့ပညာပြမှဖြစ်မယ်ဆိုရင်ရွာထဲမှာရွာလူကြီးကဖြန့်ဖြေပေးတာကိုလက်မခံမြင်းချံတရားရုံတက်ပြီးတရားစွဲကျမတို့ရွာနဲ့မြင်းချံတဲ့က9တိုင်ဝေးတယ်မိုင်အားဖြင့်14မိုင်နော်မြင်းချံတရားရုံကိုတက်ပြီးတရားစွဲတော့ဘာတတ်နိုင်ပါတော့ကျမကြီးတော်တွေနဲ့ကျမအမတွေတောသူတောင်သားတွေမြင်းချံတရားရုံတက်ပြီးတရားရင်ဆိုင်ရကိုတော့ကျမတို့ယူပါမြင်းညာတရားရုံးသွားပြီးတရားရင်ဆိုင်ဖို့မပြောနဲ့မြို့သွားရအောင်မတောင်းအင်မတန်ဝင်လေးတတ်ကြတခြားဟာဝင်လေးရမှာဘာလို့အင်ကြီးဝေးရမှာဝင်လေးတာကျမတို့ရွာသူရွာသားတွေဘယ်သူမှအင်ကြီးဝေးဒီလိုနေကြတာနော်ဒါကြတဲ့ဖြင်းညာပစိုးကြီးတွေနဲ့ယောက်ျားတွေဆိုအင်ကြီးမပါမိန်းမတွေဆိုလည်းဖြင်းညာအင်ကြီးတွေနဲ့ထမင်းတို့ပါဝတ်ပြီးဒီလိုနေတာမြို့သွားဖို့မိန်းမတွေလည်းပါတိတ်ဝေးရမှာအင်မတန်ကြောက်ယောက်ျားတွေကလည်းအင်ကြီးဝေးရမှာကြောက်အဲ့ဒီလောက်ကြောက်ရတဲ့ချက်တရားရုံးသွားရင်ဆိုင်ရမယ်ဆိုတော့စဉ်းစားတာကြည့်ပါတော့နော်ဒါပေမဲ့သွားရတယ်ကျမကြီးတို့နဲ့အမတွေတရားရုံးကိုရောက်သွားတရားရုံးရောက်တော့တရားရုံးများထုံးစံတရားရုံးရောက်တော့အမှုပွဲစားနဲ့အရင်စတုံး
အမှုပွဲစားပြောတယ်ကဲကြီးတော်တို့ဒီတိုင်းနေလို့မရဘူးဗျကြီးတော်တို့ရှေ့နေငှားရလိမ့်မယ်ရှေ့နေငှားရမယ်ဆိုတော့ပတ်စံထွက်တော်မှာလေကျွန်မကြီးတော်ပတ်စံအင်မတန်နှမျောတယ်နေစမ်းမအောင်ကွယ်ပေတိုးငါတို့ဝိုင်းရိုက်တော့မှဒီအနာမှာမရှိပဲတဲ့ဘယ်နဲ့ကြောင့်တို့ကဒီပတ်စံပေးငှားမှာတော့ကွယ်ဩကြီးတော်ကလည်းတရားသူကြီးရှေ့ကြတော့ तू မှချက်နဲ့လက်နဲ့ပြောတတ်တာလေကြီးတော်တို့ကိုစား तू ကပြောပေးမှာအလို့တော့မင်းတို့တရားသူကြီးကဘာမှမဟုတ်လို့လားကွယ်ဩဘာမှကြီးတော်ရဲ့ဘာမှချင်းဖြင့်ကွယ်လူငါပြောနေစရာမလိုပါဘူးငါမဆက်နိုင်တာပြောမှာပေါ့မဟုတ်ဘူးလေကြီးတော်တို့ကပေတိုးဝိုင်းရိုက်ထားတဲ့လူတွေကြီးတော်တို့ကိုကရှင်းနေရှင်းရနဲ့လောက်သွားလို့ရှိရင်ကြီးတော်တို့ခံရလိမ့်မယ်ဘာမှတတဲ့ကြီးတော်တို့မရိုက်ပါဘူးလို့ तू ကရှေ့ရတယ်ကာကွယ်ပြီးပြောရမှာမင်းရလေကွယ်တို့ရိုက်ကတရွာလုံးမြင်နေတဲ့ဥစ္စာဘယ်နဲ့လုပ်ပြီးတော့ကြွားပြီးကွယ်ပြောမှာတော့ကွယ်ဟောငါရောက်မှတုံးတီကခါခွာစီးတော့ဘူးလို့မှသပင်းဆောက်ဆွဲတော့မင်းငါဆိုတာစီးထားတဲ့ခုံမနဲ့ချွတ်ရိုက်ကဘယ်နဲ့ချက်မှတာမသိဘူးဟာကြီးတော့အဲ့လိုအမှန်နေသွားမပြောနဲ့ဒုက္ခရောက်သွားလိုက်ပဲလေဩတရားရုံးဆိုတာအမှန်မပြောရဘူးလားကွဩမှန်တာရောမမှန်တာရောဒီလိုပြောနေကြတာပါကြီးတော်ရဒါပေမဲ့ကြီးတော်တို့ကရိုက်ထားတဲ့သူတွေလေကြီးတော်တို့ရှင်းနေရှင်းရနဲ့မကာကွယ်ဟိုဘက်ကရှင်းနေရှင်းရနဲ့လောက်သွားတယ်ကြီးတော်တို့အားလုံးတန်းစီပြီးထောင်ကျသွားလိုက်မယ်ဘာမှတကယ်ထောင်နဲ့တန်းနဲ့6လိုက်တော့ကျမကြီးတော်ကကြောက်ရှာတယ်နော်ချွေးတိုင်းအညီလေးထည့်ထားတဲ့ပတ်စံလေးမရှိမဲ့နဲ့ရှေ့နေ900ရှာရှေ့နေ9ပြီးတော့အမှုပွဲစားတဆင်းတက်လာကဲကြီးတော့ရှေ့နေ9ရုံနဲ့မပြီးသေးဘူးဗျတရားသူကြီးကိုရေလောင်းအောင်ပဲဗျမင်းရလည်းကွယ်ကြံမဟုတ်အခါမဟုတ်နဲ့တရားသူကြီးရေနဲ့သွားလောင်းလို့မင်းတမှုကနှစ်မှုတိုးနေပါအောင်မကွယ်ရှေ့အမှုမှာမပြတ်သေးလို့စိတ်ညစ်ရတဲ့ကြားတယ်မင်းရလည်းတမျိုးကြီးတော့တယ်တရားသူကြီးကိုရေလောင်းရမယ်ဆိုတာအဲ့ဒီကြံရေလောင်းတာကိုပြောတာမဟုတ်ဘူးလာကျွန်တော်ပြောပြမယ်ဆိုဒီလိုရုပ်အပြင်မဲ့ခေါ်ပြီးတိုးနဲ့ကျမကြီးတော့ဘာပြောလိုက်တယ်မသိဘူးကျမကြီးတော့လေတရားသူကြီးထပြီးရေလောင်းရတော့တာပါပဲရှင်နော်ဘယ်နှပုံးလောင်းလိုက်ရတယ်တော့မသိဘူးလောင်းလိုက်ရတယ်နော်ဒီလိုနဲ့တရားရင်ဆိုင်မဲ့နေ့ရောက်လာတော့ရှေ့ရတယ်တယောက်ပြီးတယောက်ခေါ်စစ်ကျမကြီးတော့ဒီလိုခုံမထိုင်းနေရင်ဒူးတွေဆက်တုံကြောက်နေရှာတခြားဟာကိုကြောက်တာမဟုတ်ကျမကြီးတော့ကြမ်းတုတ်ကန်ရမယ်ကြမ်းကျင်ရမယ်ဆိုတာယူကြောက်ကျောသူတောင်သားပြီးဒီကျန်းတို့ကြီးကိုကန်ပြီးကျန်းကျင်ရမယ်ဆိုတာယူကြောက်ရှာတော့ကြီးတော့ဒီလိုကလထိုင်မှာထိုင်ရင်းနဲ့ဒူးတွေဆက်တုံအနာမထွေးတရားတတိပေးတယ်မအေးမတော့ဘာမှကြောက်စရာမလိုဘူးအဲ့ဒီယုံမရကျန်းတို့ကြီးကိုပေးရင်တော့အတာလေးကန်ထားလိုက်ရုံပဲပြီးရင်ရှေ့ကသူ့ဆိုတဲ့တိုင်းလိုက်ဆိုသွားရုံပဲဘာမှမခက်ဘူးမကြောက်နဲ့အားပေးလိုက်တရားသူကြီးကလှမ်းခေါ်တယ်တော့အေးမလှမ်းခေါ်တော့ကျမကြီးတော့တရားရုံရှိကိုထသူ့စိတ်ထဲတော့ထလာကြီးတော့ဒါမှဖျားကြွလာနော်ကောင်းကြီးဒီလိုညံ့ဒါနဲ့ဘေးရနှစ်ယောက်ကခါတဲ့ဂျိုင်းကနေရှိုးပြီးခေါ်သွားတော့ခုံမနဲ့ရွတ်တိုက်ပြီးတော့တရားသူကြီးရှေ့ရောက်သွားတော့ဟိုရောက်တော့ယုံမရကျန်းတုပ်ကိုထိုးပေးတဲ့အခါကျမကြီးတော့လည်းလှမ်းကန်ရှာနော်ဒါပေမဲ့ကြီးတော့ကြောက်နေတာဆိုတော့အသားတွေဆက်တုံကြီးတော့တုံတော့ကျန်းတုပ်ကြီးကပါလိုက်တုံကျန်းတုပ်ကြီးတုံတော့ဟိုဘက်ကယုံမရပါလိုက်တုံပြီးတရားသူကြီးရှေ့နကနာဘက်ကကြနော်ဆက်နဲ့တုံနေကြကဲကြီးတော့ကျွန်တော်ဆိုတဲ့အတိုင်းလိုက်ဆိုယုံမရဆိုရှာပါတယ်ကျမကြီးတော့လည်းကဲကြီးတော့ကျွန်တော်ဆိုတဲ့အတိုင်းလိုက်ဆိုမဟုတ်သေးဘူးလေကြီးတော်ရဲ့မဟုတ်သေးဘူးလေကြီးတော်ရဲ့နေအောင်ဆိုမဆိုနေအောင်ဆိုမဆိုဟောဗျာယုံမရတခုကျမကြီးတော့တခုယုံမရတခုကျမကြီးတော့တခုနဲ့ဘယ်လိုမှကိုရမရဒါနဲ့တရားသူကြီးကအခြေအနေမဟန်မှုဆိုအနာချထားတဲ့တူနဲ့စကွဲကုံကိုထုတ်လိုက်တာဒုံထုတ်ချတတိပေးတာပေါ့နော်အဲ့တရားသူကြီးတတိပေးလိုက်ပါကျမကြီးတော့ပိုဆိုးသွားတော့နော်မယိုသေးစကားရုံတော်ရှိမှာပဲသေးတွေဗျမ်းပါချတရားသူကြီးသေးစီချောင်းကြီးလှန့်ကြည့်ခြေနေမကောင်းဒီအမှုကိုနောက်တစ်ပတ်ချိန်လိုက်တော့ကွာနောက်ထပ်ပြန်ဝင်သွားနောက်တစ်ပတ်ချိန်လိုက်တော့ဆိုတော့ကျမကြီးတော့လည်းရွာပြန်လာတာပေါ့နော်ကျော်ရွာနေမှာဟိုတုန်းကဒီလိုတရေအိတ်တွေပါလေမတုံးတတ်မြင်လည်းမမြင်ဘူး
လက်ဆွဲချင်းတောင်မတုံဘာလဲဆိုရင်ဘလို့တစ်ခေါက်တောင်းကြီးတွေတဲ့အကုန်စုထည့်တာနော်ဟောဒီတဲစုကတော့ဘလို့ထည့်ကြတယ်မသိဘူးနော်တစ်ခေါက်တောင်းကြီးတွေကိုစားဖို့စားခွက်လည်းတစ်ခေါက်တောင်းကြီးတွေပဲအဝတ်စားလည်းတစ်ခေါက်တောင်းကြီးအသုံးဆောင်တဲ့တစ်ခေါက်တောင်းကြီးပုံစုထည့်ကျွန်မကြီးတော့တစ်ခေါက်တောင်းကြီးကိုရွက်ပြီးတော့ရွာကိုပြန်လာတာအဲ့ဒီ14မိုင်လောက်ဝေးတဲ့ရွာကိုလဲငါမစီဘူးပတ်စံနှမျောလို့ချီချင်းပြန်လာတာရစင်းစုံတွေကဖြတ်ပြီးဇက်တောက်ရွာပြန်လာရွာရောက်တော့ပြဿနာမပြီးခဲ့ရွာရောက်လို့တလင်းမော်ကခင်းထားတဲ့ကွက်ပြစ်ကြီးကိုတခါတည်းတောင်းကိုတွန်းချလိုက်တော့အဲ့တောင်းကြီးရဲ့ကျန်းတုပ်ကြီးထွက်ကြရောင်ပြီးတော့ကျန်းတုပ်ကြီးပါကောက်ချက်လက်ကမလွတ်ပဲနဲ့ကျန်းတုပ်ကြီးလည်းမြင်လိုက်ရောကျွန်မကြီးတော့ငယ်တဲ့ကိုမွေနဲ့ပေါက်လိုက်သလားအောင်မွေရအောင်မလေးတော့ဆိုပြီးစင်ခအော်တာပေါ့အော်တော့တရားလုံးကဝိုင်းတာမြို့ကတရားရုံးကကျန်းတုပ်ကြီးပါလာလို့ဆိုတော့တရားလုံးလာကြည့်တာကျွန်မကြီးတော့ဝိုင်းတိုက်တယ်လူတော်တိုးမပေါက်နော်အကုန်ကျန်းတုပ်ကြီးလာကြည့်ဒါလည်းစူးစူးနဲ့အတန်ကြတော့တကြီးကလည်းသူ့တပည့်တွေနဲ့ရောက်လာနော်တကြီးလာတော့ပြေးပေးကြတကြီးကလည်းကျန်းတုပ်ကြီးကိုလှမ်းကြည့်တကြီးကလည်းမကင်ဝင်နော်တကြီးဆိုတော့သားမကင်ဝင်တော့နော်ကျန်းတုပ်ကြီးဒီတိုင်းထားလို့တော့မဖြစ်တော့ဘူးတရားလုံးကြောက်လန့်နေကြဒီကနေ့လည်းအချိန်မရှိတော့ဘူးမြညာတရားရုံးသွားဖို့ကဲဒီကနေ့တညတော့ဖြစ်ရွာဦးဆရာတော်ကြောင့်သွားထားမှဖြစ်မယ်ဆရာတော်ကြောင့်ကျန်းတုပ်ကြီးသွားထားရွာထဲမှာရုံနဲ့ဆရာတော်ကျောင်းကကိုရင်လေးတွေသွားဆက်စုထားလို့ဆရာတော်လည်းဒီတဲ့အကုန်ရထားပြီနော်တကြီးနဲ့ရွာသားတွေနဲ့ကျန်းတုပ်ကြီးနဲ့ဝင်လာတာလည်းမြောဆရာတော်ကျောင်းပေါက်ကနေမတ်တက်ရက်တယ်ပြီဟေးခင်ဗျားတို့မကောင်းကျောင်းကိုကျုပ်ကျောင်းယူမလာခဲ့တဲ့ကြီးရဲ့ဆရာတော်ဗျာဒါရရေးရွာရေးဖြစ်ပါတယ်ဗျာဒီပြီးတော့ရွာဒေါ်အေးမဆိုတဲ့မိန်းမကြီးဟောဒီတရားရုံးကကျန်းတုပ်ကြီးတောင်းနဲ့ထည့်ယူလာတာအင်မတန်မှဝင်ကြီးပါတယ်ဗျာတပြီးတော့မနေ့ပြန်တော့သွားပြီးညညာတရားရုံးရအောင်ဒီပြီးတော့သွားပြန်ပို့မှာပါဒီကနေ့တညတော့ဆရာတော်ကြောင့်မှထားခွင့်ပြုပါဆိုတော့ဆရာတော်လည်းရရေးရွာရေးဆိုတော့ထားခွင့်ပြုရတာကိုကိုင်းတညတော့ပြင်ထားခဲ့ခမမနေ့ကစိုးစိုးလာယူလက်ဘုန်းကြီးကမှာလိုက်ကြီးနဲ့ရွာသားတွေနဲ့ပြန်သွားတော့ဆရာတော်နဲ့ကျန်းတုပ်ကြီးနဲ့ကျန်းနေခဲ့ဆရာတော်လည်းကောင်းကောင်းမကျင်းရရှာတညလုံးပေကြီးဆက်တော့ကောက်တော့ကောက်ပြရွေးနေမိုးလင်းရရှာမနဲ့မိုးလင်းတော့ကျွန်တော်တို့ရွာတကြီးကသွားပြီးပို့စရာမလိုပါဘူးမြညာတရားရုံးကရုံးစင်တွေကစပိန်လေးနဲ့အပြေးလွှမ်းလိုက်တာနော်ဒီမိန်းမကြီးတော့ပါသွားတာနေမှာပဲလိုက်လာတော့ဟုတ်တယ်ကျန်းတုပ်ကြီးကကျွန်တော်တို့ရွာဦးကျောင်းဆရာတော်ရှိကျန်းတုပ်ကြီးကိုယူပြီးတော့ရုံးစင်တွေကစပိတ်တယ်နေရာမှာချိတ်ပြီးတော့ပြန်သွားတယ်ကျွန်မကြီးတော့ရွာရိတ်ကြီးလိုက်ပြီးကြည်သေးတာနော်တို့သာတရွာလုံးကြောက်နေကြတာပါတော့ဒင်းတို့ကြည်ရတာဒီကြားတော့လည်းကြောက်ဖို့မရပါဘူးတော့အဲ့ဒီလိုပေါ့ကျွန်တော်ရွာတွေမှာတကယ်ကိုတောသူတောင်သားတွေကဥပဒေကိုနားမလဲရှာပါတောသူတောင်သားတွေတောရွာတွေမှာလည်းအားလုံးကကမောက်ကမပြီးခဲ့တဲ့436ပြင်ဆင်ရေးတော့မှပုဂ္ဂိုလ်ကြီးတယောက်ကပြောတယ်ပြည်သူတွေက436ပြင်နေပြောကြတယ်အဲ့ဒီ436ဥပဒေပြည်သူတွေနားမလဲပါဘူးဗျာဟုတ်ပါတယ်ကျမတို့ပြည်သူတွေ436ကိုနားလဲသူကလဲပေမဲ့မလဲတဲ့သူတွေကများပါတယ်ဘယ်ဥပဒေမှလည်းနားမလဲကြပါဘူးလူတွေကဒါပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကဆက်ပြောသေးတယ်ကျွန်တော်တောင်းခုမှဖတ်ကြည့်ရမှာတိုင်းပြည်ကမောက်ကမဖြစ်တယ်ဆိုရင်ကျမတို့လူငယ်တွေရဲ့အနာဂတ်ကလည်းကမောက်ကမဖြစ်ရတယ်ဒီကနေ့လူငယ်တွေမှာအနာဂတ်ကောင်းနေရှိရတယ်လူငယ်တွေရဲ့ရှေ့ကိုရှောင်နှမ်းမဲ့အနာဂတ်တွေကောင်းရတယ်အဲ့ဒီအနာဂတ်ကောင်းနေပြီကျမတို့တိုင်းပြည်ကလုပ်ပေးရမယ့်အရာတွေအများကြီးရှိလူငယ်တွေကဘာတွေအရေးကြီးနေတယ်လို့မေးလို့ရှိရင်အကုန်အရေးကြီးတာဒါပေမဲ့ကျမတို့ဘာတစ်ခုမှလုပ်မပေးနိုင်ဒီကနေ့ကျမတို့နိုင်ငံရဲ့လက်ရှိအခြေအနေရလက်ရှိအခြေအနေရကျမတို့ကရှေ့ကိုမျှော်ကြည့်ကြတယ်လူကြီးတွေဘာတွေလုပ်နေကြတယ်လဲတိုင်းပြည်ကဘာဖြစ်လာမှလဲဘယ်ဥပဒေဘာပြင်တယ်လဲလွတ်တော်ထဲမှာဘယ်လိုဥပဒေတွေတင်းနေကြတယ်လဲစသဖြင့်ရှေ့ကိုမျှော်ပြီးကြည့်တယ်လူကြီးတွေကြည့်တယ်ကျမတို့လူငယ်တွေနဲ့ခလေးတွေကိုကျမတို့မေ့နေကြတယ်အနာဂတ်ကောင်းတွေကျမတို့လူငယ်တွေမှာရှိရတယ်အခြေခံကြားဆုံးအချက်ကိုကျမပြောမယ်ကျမတို့လူငယ်တွေကျမ်းမာတာဆွမ်းရတယ်ဒီကနေ့လူငယ်တွေကိုကျမတို့ကြည့်လိုက်ပါရှေးခေတ်ဗမာလူငယ်တွေကျမတို့သမိုင်းထဲမှာကြည့်ဗျာတွေတဲ့အဆင့်စာရအဆင့်ကြည့်မယ်ဆိုရင်ကျမတို့ဗမာလူငယ်
တွေဟာမျိုးရိုးဗီဇအားဖြင့်ကိုလူငယ်တွေတန်ဆွမ်းတယ်ကျမတို့ဗမာတွေကကျမ်းမာတန်ဆွမ်းတဲ့လူမျိုးတွေကျမ်းမာတယ်ဆိုတာတော့နေကောင်းထိုက်တာရှိအနာရောဂါကင်းရှင်းတာတန်ဆွမ်းတယ်ဆိုတာကိုယ်ကာယကြီးမားဖွံ့ဖြိုးတာခွန်အားဗလာကြီးမားတာအဲ့ဒီကျမ်းမာတန်ဆွမ်းတယ်ဆိုတဲ့စွမ်းရည်တွေကိုကျမတို့ဗမာလူငယ်တွေပိုင်ခဲ့တယ်ဆရာတော်ကြီးရေးခဲ့တဲ့ပကံသားဖျားထဲမှာပါတယ်ပြည်မြန်မာခေတ်ထူရာဇဝင်မှာစတင်လို့ကျူးခဲ့ကြငထွေယူလုံးလက်ပဲညောင်ဦးနယ်ကိုရွှေပြီးရွှေထီလောင်မင်းကြံစစ်ထီမထင်အောင်ပြည်ခွင်ကိုချစ်ခဲ့ကြကျန်စစ်သားတို့ငထွေယူတို့ငလုံးလက်ပဲတို့ညောင်ဦးဖိလို့ဆိုတဲ့ပကံသားလူစွမ်းကောင်းလူငယ်လေးခုကစစ်တီလေးသိန်းအားနဲ့တောင်ညီမျှတယ်လို့တမိုင်းမှာဆိုခဲ့ကျန်စစ်သားမင်းလောင်မင်းမဖြစ်ခင်ရဟန်းဘဝနဲ့လောယထာမင်းကြီးနန်းတော်တွင်မှာခေါ်ပြီးဆွန်းလုပ်ကြွေးပြုစုယဟန်တန်ဃာတွေကိုလောယထာမင်းကြီးနန်းတော်ထဲမှာဆွန်းလုပ်ကြွေးပြုစုတဲ့အခါကျန်စစ်မင်းလောင်ယဟန်တော်ကဆွန်းစားဖို့တခဏအာဂရင်းကိုဟာလိုက်တဲ့အခါအဲ့ဒီအာဂရင်းနဲ့ဆက်ပြောင်အယောင်တွေထွက်လာအာဂရင်းနဲ့ဆက်ပြောင်တွေထွက်လာတော့အနောယထာမင်းကြီးဟာအဲ့ဒီအယောင်တွေကိုပြင်ပြီးခေါင်းကိုမိုးချိုးပစ်လိုက်တဲ့ကိုအိုးထင်းဆက်ပါမှာခြားလဲမူးသွားတယ်အလိုဒီယဟန်ရဲ့အာဂတွင်းအာနဆက်တီဆက်ပြောင်အယောင်တွေထူဆန်းလိုက်တာအဲ့ဒါကျန်စတာမင်းတော်လူငယ်ဘဝကလေးကသူ့ရဲ့ဘုံလုံးကိုပြခဲ့အဲ့လိုပဲငထွေယူဆိုရင်မြင့်မှုရက်ကထမ်းတစ်ထောင်ပြီးနိုင်တယ်ဒီရက်ကပိုပြီးတိပါလေနော်ထမ်းမြင့်တစ်ထောင်တနေတဲ့နဲ့တက်ချီတဲ့ထမ်းတစ်ထောင်ပြီးအောင်ပြီးနိုင်တယ်ညောင်ဦးပြီးဆိုတဲ့ပုဂ္ဂိုလ်ညောင်ဦးရကငဖီးဆိုတဲ့ပုဂ္ဂိုလ်ညောင်ဦးကဘာနေပြီးတော့အေယာဝတီမြစ်ကိုကန့်လန့်ဖြတ်ပြီးကိုဘအောင်တာစိတ်ကန်းကိုရောက်အောင်တာစိတ်ကန်းကိုခြေထောက်နဲ့နောက်ပြန်ကန်ပစ်ခဲ့ပြီးတော့ဟောဒီအေယာဝတီမြစ်ကိုပြန်ကန့်လန့်ဖြတ်ပြီးညောင်ဦးကဘာကိုပြည့်တဲ့ဒါနဲ့ဆက်အဲ့ဒီလိုတက်လုံကောင်းတဲ့လူငယ်ကိုကြားတဲ့အခါအနောယထာမင်းမြတ်ကနန်းတော်မှာတောက်ကံရမနန်းတော်မှာခေါ်ပြီးရဲလက်ဖြစ်တာဝန်ထမ်းစီလူငယ်တွေကိုမြောက်စားခဲ့တာလေငလုံးလည်းပဲဆိုတော့တောင်သူကြီးရတယ်နွားအရှင်း30ကနော်နွားအရှင်းတဲ့ထွန်ရတာကိုအဲ့ဒီငလုံးလည်းပဲနွားအရှင်း30တဲ့ပြိုင်တဲ့ထဲထွန်ရေးထွန်ကညက်အဲ့ဒီလိုလူစွမ်းကောင်းလက်ရုပ်ရည်နှလုံးရည်နဲ့ပြည့်စုံတဲ့လူငယ်တွေကိုစုဆောင်းပြီးပောက်ကံရမပြည့်ရှင်အနွယ်ခါမင်းတိုက်ပြည်စီပင်တာယာဝပြောအောင်လုပ်ခဲ့ဒါကြောင့်မို့နော်ထာမင်းကြီးလက်ချက်မှာကျမတို့ဒီကနေ့ပကံကိုတွားကြည့်လိုက်ဒီနေ့ဖျားဗုဒ္ဓဝါဗုဒ္ဓဘာသာကိုပါအနော်ထာမင်းကြီးပြည့်ဆောင်ပြီးထုံးကားစေခဲ့တဲ့ယေရှုအမြဲတမ်းကြီးတဲ့ဒါကြောင့်အနော်ထာမင်းကြီးကိုပထမမြန်မာနိုင်ငံတော်တိချောင်းသူရဲ့လို့ကျမတို့တမိုင်းနေမှာမှတ်တမ်းတင်ခဲ့နောက်ပြီးရင်တပါးကတော့ကျမတို့ဘုရင်တော်မင်းတရားကြီးပေါ့ရန်သူဖြစ်တဲ့အေဝဘုရင်ရဲ့တာမင်းရဲ့ကြော်စွာလို့ဟိုရိုးပြလို့ပြောပြန်တယ်လို့ပုဂ္ဂိုလ်လူငယ်တို့တတ်မှတ်ဖြစ်ဘူးဒီလူငယ်တွေဟာလူစွမ်းကောင်းသူရဲကောင်းတွေသူရဲကောင်းအင်တန်ချစ်မြတ်လို့တယ်ဘုရင်တော်မင်းတရားကြီးသူကောင်းပြီလေ generate ကိုတတ်မှတ်ဖြစ်ဘူးဟိုရိုးရလို့ခေါ်တဲ့အယုတ်တရားအဲ့ဒီခေတ်ကကျွန်တော်တို့တိုင်းပြည်နေပါရရဲ့အခြေအနေဈေးမယ်လို့ရိုးရလို့ဆိုတော့ကျွန်တော်တို့လက်အောက်ရှိခဲ့အဲ့လိုတိုင်းပြည်နေပါရကြီးခြေခဲ့လို့လက်ရုပ်ရည်နှလုံးရည်နဲ့ပြည့်စုံတဲ့လူငယ်သူရဲကောင်းတွေကိုမြောက်စားခဲ့တဲ့ဘုရင်တော်မင်းတရားကြီးကိုဒုတိယမြန်မာနိုင်ငံတော်တည်ထောင်တဲ့မင်းကြီးတွေလို့တမိုင်းမှာတည်တည်တယ်ဘုရင်တော်မင်းတရားကြီးနောက်ပိုင်းကျွန်တော်တို့တိုင်းပြည်ကြီးကဖျို့ဖျဲနဲ့ပြိုကွဲသွားလိုက်တာလက်ရုပ်ရည်နှလုံးရည်ညံ့ပြင်းတဲ့မင်းတွေဆက်ခါတက်လာတဲ့အခါတိုင်းပြည်ရဲ့ရေအိုးကွဲသွားတိုင်းပြည်ရေအိုးကွဲသွားပြီးအင်းဝနဲ့မွန်နှစ်ပေါင်း40ကျော်ကြာတယ်စစ်ချစ်လိုက်တာတခါတည်းအဲ့ဒီမှာဟိုးရွှေဘိုရက်ကအလောင်းမကြီးဦးအောင်ဇေယျဆိုတဲ့ပုဂ္ဂိုလ်ကအရရအရွာမှာရှိတဲ့လူငယ်သူရဲကောင်းတွေကိုစုဆောင်းပြီးတော့အင်းဝနဲ့မွန်ရန်ဆောက်ကိုသိနေဘာလို့ချအောင်လဲဆိုဒီမြစ်အန်ဆုံစင်းပြီးဒဂုံတိဆုံစင်းပြီးရန်သူတွေကိုခြေလက်ပစ်အဲ့ဒီရွှေဘိုရတနာပင်ကကုန်းမောင်နေပြီးတော့ဒီချောင်းမင်းဆက်ကိုဆိုခဲ့ဒါကြောင့်အလောင်းမတရားကြီးတတ္တရမြန်မာနိုင်ငံတော်ဒီချောင်းနဲ့မင်းကြီးရဲ့ဒီကလို့ဖြစ်တာအလောင်းမတရားမင်းဆက်မှာဒီရောမင်းလက်ချက်တော့ကျွန်တော်1949ခုနှစ်မှာပါတော်မူသွားအင်္ဂလိပ်ဆိုရကျွန်တော်ကိုလိုနီပြီးခါ
ဒါတမိုင်းเจ้าကိုကျွန်မနည်းနည်းပြောတာနော်အဲ့ဒီအင်္ဂလိပ်ဆိုရကိုလိုနီလက်ချက်မှာကျွန်တော်တို့တိုက်ပြည်ကကျွန်တော်တို့လူမျိုးတွေတိုင်းပြည်လုံးကျွန်တော်တို့ကြုံဖြစ်သွားသူများတိုင်းပြည်လာပြီးကျွန်တော်တို့တိုင်းပြည်တွေကိုသခင်ကျွန်တော်တို့ကိုတိုင်းပြည်နဲ့နေပြီးတော့ကိုကျုံလို့ကျွန်တော်တို့ခံခဲ့ရရှင်းတော့ကျွန်တော်တို့ဗမာတွေကိုကြည့်လိုက်အင်ကြီးမပါဘူးသူ့ဘာကိုလက်ရှိနေရတဲ့လူမျိုးကျွန်တော်တို့ဘိုးဘွားတွေအဲ့ဒီလိုဗမာတွေကကျုံဘဝနဲ့နှစ်ပေါင်း100ကျော်စိတ်သက်ပြီးတတ်တည်တွေရက်တည်တွေဟိုအောက်ကိုထိုးကျနေတဲ့အချိန်ခါကျွန်တော်တို့လူမျိုးတွေမြင့်တင်ပေးခဲ့တာစိတ်တက်မြင့်တင်ပေးခဲ့တာကျွန်တော်တို့ရဲ့အဖို့ဆရာကြီးတခင်ကိုတော့ပတ်တော့သူ့လက်ပါဘူးတော့ငါတော့ငါချပုတ်အဲ့ဒီမျိုးကြီးဗမာလူငယ်တွေတိုက်ပြည်ရဲ့လွတ်လပ်ရေးကိုရဖို့ပဲစိတ်ဇောတန်ခဲ့ကြဆရာကြီးကဗမာတွေကိုမြောက်ပေးတယ်ဈေးရဒေါင်းလာဆိုတော့လေးချိုးလက်မှာဆရာကြီးကချက်ွယ်ထားတယ်တရင်လှလှအစင်းညရဲ့နဲ့မင်းတရားကောင်းချက်မှာတောင်ပန်တမော်မော်ဝဲတဲ့လို့ယင်ပထမတကောင်းအဆက်စီကဒေါင်းနဲ့အောင်လန်တော်လေဟေ့ဗမာတွေမင်းတို့ကကြုံမဟုတ်ဘူးကွာမင်းတို့ကတခင်နေတခင်မှမင်းတို့ကမင်းတရားကောင်းချက်မှာတောင်ပန်တမော်မော်နဲ့ဝဲတဲ့ဒေါင်းနဲ့အောင်လန်တော်လူမျိုးတွေကွာကျွန်တော်တို့ဗမာတွေပုဂ္ဂိုလ်ကိုတက်ကမင်းမျိုးကစစ်တက်တယ်တောင်ပြီးရွယ်ဝင်တယ်ခံခဲ့တာနေနဲ့ကပေါက်သွားတယ်အာဝိစာဝကနေမျိုးတွေကျွန်တော်တို့ကိုယဉ်ကြတယ်နေရဲ့ကဘာတစ်စိတ်ကထောင်းမှာဒါရဲ့ကဘာတစ်စိတ်ကယုံပေါ့အဲ့တော့ကျွန်တော်တို့ဗမာတွေကရောင်းကိုမြမရဲ့နမိတ်ကိုဖြစ်ပြင်စားခဲ့တာကျွန်တော်တို့ကိုရှင်းရတော့ရှင်းဘယင်းမြတ်တွေအနန္တရီကိုကြည့်ထောင်းညာဘယင်းရဲ့စိတ်ကိုကြည့်ထောင်းစိတ်ခတ်နေတယ်အဲ့လိုဆရာကြီးကိုတော့ကအားစိတ်တွေထုတ်ပေးလိုက်တာကျွန်တော်တို့တိုက်ပြည်ကဗမာတွေကချက်အဲ့ဒီကငါအဲ့လိုတက်နေတဲ့ရှိတဲ့လူငယ်တွေနဲ့ကြည့်တာ9ယောက်ထဲသူကနောက်မှကြည့်မယ်ကောင်းတယ်အသက်တောင်စည်တယ်လူငယ်တွေလို့ကျွန်မပြောပါတယ်အဲ့ဒီကတိုက်ပြည်ကိုကြုံသွားတာခဲ့တဲ့ကိုအောင်ဆန်းတို့ကိုပါပြင်းကိုရရှိတို့ကိုသိပ်ဖြေလို့ဆိုတဲ့လူငယ်လေးတွေကအသက်30နဲ့20နဲ့30ကြားတဲ့ရှိတဲ့လူငယ်လေးတွေဒီလူငယ်လေးတွေကဘာလို့မြောက်ကြည့်လဲကဘာစာပေတွေကိုဖတ်တယ်အထူးသဖြင့်ကျွန်တော်တို့လူငယ်တွေပညာတတ်ခဲ့လို့ကျွန်တော်တို့တိုင်းပြည်ကြီးကလွတ်လပ်ရေးရခဲ့တာဖြစ်ပါတယ်တခင်အောင်ဆန်းတို့သူ့အသက်32နှစ်1949ခုနှစ်ဇူလိုင်19ရက်နေ့မှာလုတ်ကြံခံရတခင်အောင်ဆန်းကြာဆုံးတယ်32နှစ်မှာကြာဆုံးခဲ့တဲ့အဲ့ဒီတခင်အောင်ဆန်းဆိုတဲ့လူငယ်လေးဒီကနေ့လာမယ့်2015ဖေဖော်ဝါရီ23ရက်နေ့မှာသူ့ရဲ့အသက်100ပြည့်တယ်နှစ်100ပြည့်ဝင်းနေလောကကြီးထဲမှာမရှိတော့ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ရဲ့မွေးနေ့ကိုဒီကနေ့စီကားပိုက်မဲ့အောင်ကျင်းပနေခြင်းကဒီပုဂ္ဂိုလ်ရဲ့ကြီးမြတ်မှုနော်ဒီပုဂ္ဂိုလ်ရဲ့ကြီးမြတ်မှုပဲလူလောကမှာသူက32နှစ်ပဲနေရတယ်သူတည်ပြီးတော့68နှစ်ရှိသွားပြီဒီကနေ့ချိန်ဒီသူ့မွေးနေ့ကိုကျင်းပပေးနေလို့ပဲဘိုးကျောင်းအဆန်းနဲ့ပတ်သက်လို့ရှိရင်ကျမတို့လူငယ်တွေဆရာဥပုပ်လည်းဟောပါလို့ပဲကျွန်မအင်တန်ကြီးညိုမိတဲ့အကြောင်းအရာလေးတစ်ချက်ကိုကျွန်မပြောချင်ပါတယ်နော်အဲ့ဒါတော့ဒီလက်ဝဲမင်းညိုလို့ခေါ်တဲ့ ICS ဦးချမ်းသာမင်းဘူးသားကြီးပေါ့နော် ICS ဦးချမ်းသာရေးခဲ့တဲ့ဘိုးကျော်အောင်ဆန်းကြောင့်ဘိုးကျော်အောင်ဆန်း1949ခုနှစ်ဇူလိုင်19မှာကြာဆုံးအဲ့ဒီသူမကြာဆုံးရင်3ရက်အလိုမှာပေါ့ဇူလိုင်16ရက်နေ့မှာတိုင်းပြည်မှာအရေးကြီးတဲ့အစည်းအဝေးတစ်ခုထိုင်အဲ့ဒီအချိန်ခါမှာတိုင်းပြည်ကတစ်နှစ်အတွင်းလွတ်လပ်ရေးရတော့မယ်ဆိုတာတေချာနေပြီတခင်အောင်ဆန်းသိနေတိုင်းပြည်လွတ်လပ်ရေးရတော့အဲ့ဒီအချိန်မှာကျွန်တော်တို့တိုင်းပြည်ကရောင်စုံ